ဒီရတော့ညာနဲ့ခက်တယ်အချီကြီးပဲဟောဒါခက်တယ်အိုးခိုင်စင်ရဲ့ပကြီးကားလေးတွေကြည့်ရတာပျော်စရာကြီးဟုတ်တယ်ဆွဲတယ်လို့ပဲဆွဲဟုတ်တယ်အားကြောင့်ခေါ်လာတာခလေးကြိုက်မှာညောင်းဆိုရဲလို့ပဲသူက10-0 over line လေးကိုသူကရေးထားတာဟောကလေးလေး